ခေါက်မှာတော့ပေါ့နော်ဒါ TikTok ပေါ်ကနေတွေ့တဲ့ဗီဒီယိုဖိုင်လေးပေါ့နော်တော့ဗာလဲဆိုတော့ဒီမြန်မာရဟန်းတော်တွေပေါ့နော်မြန်မာရဟန်းတော်တွေဒါနာမည်ကြီးဆရာတော်တွေပေါ့အဘရာလင်္ကာရဒါ TikTok မှာဆိုဒါအမေးဖြေတွေခဏတိုင်းတွေ့ရတယ်ပေါ့နော်အဲ့မြန်မာရဟန်းတော်တွေရဲ့ဒီကမ္ဘောဒီးယားရဟန်းတော်တွေပေါ့နော်ပါဠိလိုပြောနေကြတာပေါ့ဒီကဒီကမ္ဘောဒီးယားနိုင်ငံမှာဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့ဒီမြန်မာနိုင်ငံကဒီမဟာဝိဟာရအကြောင်းတိုက်တွေကဒီကမ္ဘောဒီးယားနိုင်ငံကိုအကြောင်းတိုက်ခွဲတွေပေါ့နော်အကြောင်းတိုက်ခွဲတွေဖွင့်နေတာလိုင်းပေါ်မှာတွေ့နေရတာပေါ့နော်အဲ့တော့ဒါကမ္ဘောဒီးယားနိုင်ငံမှာပြောတာဖြစ်ဖို့များတယ်ပေါ့နော်ဒီကျွန်တော်ဗီဒီယိုကိုကျွန်တော်ဒုတိယပိုင်းပေါ့နော်အပိုင်း2ကနေကျွန်တော်စပြီးတော့တင်ပြပေးမယ်နည်းနည်းနားလဲတာလေးပါတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့အကုန်လုံးတော့ကျွန်တော်နားမလည်နိုင်ဘူးဘာလို့လဲဆိုတော့ဒီအတန်တွေကဝါးတယ်ပေါ့နော်ဝါးတာလည်းပါတယ်ပြီးတော့လေတံကမတူဘူးပေါ့နော်မြန်မာနဲ့ဒီကမ္ဘောဒီးယားလေတံကတော်တော်လေးကွာတယ်အဲ့တော့ဒီအပိုင်း2မှာသူပြောတာကတော့ပထမဆုံးဒီမြန်မာနိုင်ငံကိုလာတာမှာဒီအန်ဒီရယ်ပေါ့နော်အန်ဒီတွေပါတယ်ရှိတယ်ရှိနိုင်တယ်အဲ့သဘောမျိုးပြောတာပေါ့နော်ဒီကမ္ဘောဒီးယားရဟန်းကအဲ့သဘောမျိုးပြောနေတာဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့အပိုင်းကကျွန်တော်လည်းအဲ့ရှိမှာဘာတွေပြောရလဲဆိုတော့မသိအောင်အဲ့မှာဒီမြန်မာရဟန်းတွေကလည်းဆရာတော်တွေကလည်းအန်ဒီမရှိဘူးပေါ့အေးဆေးပေါ့မြန်မာနိုင်ငံမှာအေးဆေးပေါ့နော်အဲ့လိုမျိုးပြောတယ်ပြီးတော့ဒီဆရာတော်တစ်ပါးဝင်ပြောတယ်ဒီချင်းပြည်နယ်ကချင်းပြည်နယ်ဒီခေါင်နေပေါ့နော်မပြည့်စုံဘူးဆွမ်းကွန်းပါညာပေါ့နော်အဲ့လိုဖြစ်ဖို့များပါတယ်ကြည့်ရလားဆွမ်းကွန်းမပြည့်စုံဘူးပေါ့နော်ခေါင်နေပြီးတော့ဒီချင်းပြည်နယ်ဆိုတာကခရီးယန်တွေများတယ်ပေါ့နော်အဲ့ဒါကြောင့်မပြည့်စုံဘူးလို့ဝင်ပြောတယ်ပေါ့နော်အဲ့မှာဆရာတော်တစ်ပါးလည်းချင်းပြည်နယ်ဆိုတာတောတွေတောင်တွေကြီးပဲပေါ့နော်အဲ့လိုမျိုးပြောတယ်ပေါ့နော်ဒီအပိုင်း2မှာပြီးတော့ဒီဆရာတော်မေးတယ်ရှင်အဘရာလင်္ကာရကဒီကမ္ဘောဒီးယားရဟန်းကိုပေါ့နော်ကမ္ဘောဒီးယားကိုအခုဘယ်စာတွေတင်နေလဲပေါ့နော်ဘယ်ကျမ်းတွေတင်နေလဲအခုဒီချိန်မှာပေါ့နော်အဲ့တော့ကမ္ဘောဒီးယားရဟန်းကဒီပရမမှာသူနားမလဲတာလားဘာလားမသိဘူးပေါ့နော်မဖြေတာလားဘာလားမသိဘူးအဲ့မှာနောက်တစ်ချိန်မြန်မာရဟန်းနောက်တစ်ပါးထပ်ပြီးမေးရတယ်ပေါ့နော်ဘယ်ကျမ်းတွေတင်နေလဲပေါ့အဲ့ကကျမှဒီကမ္ဘောဒီးယားရဟန်းကသူကအင်ကုတ္တရပေါ့နော်အင်ကုတ္တရနိကေစက္ကနိပတ်သူအဲ့လိုပြောသွားတယ်ထင်တယ်အဲ့ကျမ်းကိုသူတင်နေတယ်ပေါ့အဲ့ကျမ်းကိုရောက်ပြီပေါ့နော်အဲ့လိုမျိုးပြောတယ်ဒါကတော့အပိုင်း2ပါပေါ့နော်အန်ဒရေအန်ဒရေနတ်ချီအန်ဒရေကမ္ဘောဒီးယားမရမရထေအန်ဒရေစမဒိုအတိနေစမဒိုနတ်ချီမတ်နတ်တိနေချင်းစနာပတိနာဆမစံပဒစဘေပပဒါယောပပဒါတော့နတ်ချီစမဒိုnày đi này tại ấp mỹ ở trong món này này đi mai chụp liền này chụp khai mà đây là khai mà đi xin mà đây khai pura sana mà đi na sampad chỉ đi pura sana mà đây tapi pura sana mà to pura khai pura sana mà đi na sampad Idani loading guru bi di bomo dari Maratha to Kamboja Bhikkhu Akhandawa. Pariyate ogana bi si. Idani ya Bhikkhu Samanera Moda Pasana Kita Moda Kita Mante Pariyati Gagito Arampati Mante di pemonami ibu bilang ini belum ketua pria de bukan de tawa rasa Idani tuambi kita gangan ogana bi si. Idani tak terjadi Mante tak terjadi dengan hati Mante Nak ogana bi si. Dengan hati Mante wasabi ni dong kan wasabi Idani anggota IKY Sattaka di Patang Wacili satu di antara nikah trio Abante bulatan atau bahaya Pak Temak Pak Ketua bahaya Upadan ajriya upadan saiso. ဒီအပိုင်း1ဗီဒီယိုကတော့သူဘာတွေပြောသွားလဲဆိုတော့
ကမ္ဘောဒီးယားရဟန်းကပေါ့နော်ဒီဘေးရဟန်းတွေကိုပြောပြီးတော့ပြပြီးတော့ပေါ့နော်ဒါတပည့်တော်ရဲ့တပည့်တွေပါပေါ့နော်တပည့်တွေဒီသူကိုယ်တိုင်ဒါရှင်ပြုထားတာရဟန်းခံပေးထားတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးပြပြီးတော့ပြောတယ်အဲ့မှာမြန်မာရဟန်းတွေကလည်းတပည့်တွေတော်လေးငယ်သေးတယ်ပေါ့နော်သူတို့ငယ်ကြသေးတယ်ပေါ့အဲ့သဘောမျိုးပြောတာပေါ့နော်အဲ့မှာဒီမြန်မာဘက်ကတပားကလည်းသူလည်းငယ်တုန်းကတော့တပည့်ဖြစ်ခဲ့တယ်ပေါ့နော်အခုကတော့တပည့်မဟုတ်တော့ဘူးပေါ့အလုံးတော့နားမလဲပေါ့နော်ဗီဒီယိုအတန်ဖိုင်ကလည်းခက်ဝါးဝါပေါ့နော်ဘေးမှာလည်းပြောနေကြတယ်လေတန်းနေရောအဲဒါကြောင့်မလို့နားမလဲဘူးဒါဒီဗီဒီယိုရဲ့အဆုံးမှာဒီပါဠိဘာသာရဲ့ဖြစ်ပေါ်ပုံပြီးတော့ဒီဖះဟောတွေကတကယ်ပဲဖះကပါဠိနဲ့ဟောခဲ့တာလားပေါ့နော်ပြီးတော့ဒီလူတွေတော်များများသိကြတယ်ဒီမာဂရဘာသာကပါဠိဘာသာပဲလားဒီပါဠိကပဲမာဂရဘာသာပဲလားပါဠိနဲ့မာဂရကတူသလားမတူလားဆိုတော့ကျွန်တော်ထပ်ပြီးတော့ပေါ့နော်ဗီဒီယိုရဲ့အဆုံးမှာပေါ့နော်ဒီအပိုင်းတစ်ဗီဒီယိုရဲ့အဆုံးမှာကျွန်တော်တင်ပြပေးသွားပါမယ် Makan kucing, makan kucing. Ajak yo mama ajak yo. Ini yang pada sini. Mama ajak yo ni. Nanti pasar Diko. Ah, pasar Diko. Ajak yo pasar Diko. Dan sama so. Saso. Oh, zero. Dan dahara kari jiwa pasar Diko. Ajak beku. Di Karakali, di Karakali, pasar Diko, idani nam pasar Diko, mana bo. Pembe berkan guru mama sang dike bin ya bidan sang thang organik nanti aprak lagi Antono Bhadi này yang baca tin này sama ajang ajak yo ajang satu jangan Masa wasena pada aku deko. Ajriyo. လိုမျိုးဖျားစာတွေအကုန်လုံးကိုပြည့်တဲ့သုံးပုံတွေကိုအကုန်လုံးကိုဒါပါဠိဘာသာနဲ့ကျွန်တော်တို့သင်ယူနေရတယ်ပေါ့နော်လက်ရှိခေတ်မှာအခုဆိုရင်ဒါရန်နေလေဒါပါဠိလိုပြောကြတယ်ပေါ့နော်ပြီးတော့ဒီပါဠိဘာသာနဲ့ဗုဒ္ဓဘာသာနဲ့လုံးဝကိုတွဲပတ်ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဒီခေတ်မှာဖြစ်နေတယ်ပေါ့နော်ပါဠိနဲ့ဗုဒ္ဓနဲ့ပါဠိရဒါလုံးဝခွဲလို့မရအောင်ဘောင်းနဲ့ပန်းလိုမျိုးပေါ့နော်လုံးဝပူးတွဲသွားတယ်ပူးတွဲနေတဲ့အနေထားပေါ့နော်အဲ့တော့ဒီပညာရှင်တွေတမိုင်းပညာရှင်တွေကတို့တွေ့ရှိကြတယ်ပေါ့နော်ကျွန်တော်တို့လောလောဆယ်သိကြတာကတော့ဒီဖះကမြတ်စွာဘုရားကဟောလို့ရင်ပါဠိလိုဟောမယ်ပေါ့နော်တရားတွေပါဟောခဲ့မယ်ပြီးတော့ဒီပါဠိစကားကလည်းဒီမာဂရစကားပေါ့နော်ကျွန်တော်တို့လက်ရှိသိနေကြတာအဲ့တော့ပညာရှင်တွေကရောဘယ်လိုဒီဟာနဲ့ပတ်သက်ပြီးတွေ့ရှိကြလဲပေါ့နော်အဲ့တော့ဒီပါဠိစကားကိုကျွန်တော်တို့လုံးဝပထမဆုံးပေါ့နော်ပထမဆုံးတွေ့တာကကမ္ဘာမှာမြန်မာနိုင်ငံမှာပထမဆုံးတွေ့ရတာပေါ့နော်အဲ့ဒါလည်းတရေခက်တယ်ရမှာပေါ့နော်အရင်လုံးဝမတွေ့ဘူးပါဠိနဲ့ဒီဗုဒ္ဓဘာသာနဲ့တွဲပြီးတော့ပေါ့နော်တကယ်လို့တွေ့မယ်ဆိုရင်တော့မှဒီပါဠိကဗုဒ္ဓဘာသာနဲ့မဆိုင်တဲ့တခြားကဏ္ဍပေါ့နော်တခြားကဏ္ဍမှာတွေ့မယ်ဒီဗုဒ္ဓဘာသာနဲ့ပါဠိနဲ့ပိဋကတ်နဲ့ကိုလုံးဝတွဲပြီးတွေ့တာကမြန်မာနိုင်ငံမှာပထမဆုံးတွေ့တာဖြစ်ပါတယ်တကယ်ပဲဗုဒ္ဓကဖះကပါဠိနဲ့ဟောခဲ့သလားဆိုရင်ဒီပညာရှင်တွေလေ့လာကြည့်တော့ဖះကပါဠိလိုတည်တံ့ဟောတာမျိုးမဟုတ်ဘူးမာဂရတန်းကိုရောက်လို့ရင်မာဂရစကားနဲ့ပေါ့နော်ပြီးတော့ဝေသာလီကိုရောက်ရင်ဝေသာလီစကားနဲ့ပါဠိကိုရောက်ရင်ပါဠိပုတ်ပေါ့နော်ကျွန်တော်တို့သိတာပါဠိပုတ်ပြီးကိုရောက်လို့ရင်ပါဠိစကားနဲ့ပေါ့နော်အဲ့လိုမျိုးဟောခဲ့တယ်လို့ဒါကောက်ချက်ချကြတယ်ပေါ့နော်အဲ့တော့ဒီတစ်ချက်သေးနဲ့တင်ကိုဒါမြတ်စွာဘုရားတော်လေးလေးစားတဲ့ကောင်းတဲ့ပညာရှင်တယောက်ဖြစ်နေပြီဘာလို့ဆိုသူသိထားတဲ့တရားတွေကိုခဏထားလိုက်အောင်ဒီဘာသာစကားပေါင်းစုံပြောနိုင်တယ်ဆိုတော့အရေးချင်းရောက်ကိုဒါမနှဲတော့ဘူးပေါ့နော်အဲ့ဒါဆိုရင်ဘာလို့လက်ရှိခေတ်မှာကျွန်တော်တို့ပိဋကတ်သုံးပုံဗုဒ္ဓစာပေအကုန်လုံးကပါဠိလိုဖြစ်နေကြတယ်ပါဠိစာပေနဲ့ဗုဒ္ဓဘာသာရဲ့ပိဋကတ်ကိုလုံးဝဒီခေါင်းနဲ့ပန်းလိုမျိုးပေါ့နော်တွဲမရအောင်ခွဲမရအောင်လုံးဝတွဲဘက်ဖြစ်သွားအောင်လုပ်နိုင်တယ်ဆိုတာကလုံးဝဩဇာအာဏာကြီးမားတဲ့
လူတွေပဲလုံနိုင်မှာပေါ့နော်လုံးဝဩဇာအာဏာကြီးမားတဲ့ပုံကူမျိုးတွေကပဲလုံနိုင်မှာဥပမာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်မြန်မာနိုင်ငံနဲ့ဗုဒ္ဓဘာသာနဲ့ခွဲမရအောင်လုပ်သွားတာကဒါနော်ထာမင်းကြီးအဲ့တော့ဒါလုံးဝဩဇာအာဏာကြီးမားရပေါ့နော်နော်ထာမင်းကြီးဆိုရင်ဒါမြန်မာနိုင်ငံနဲ့မကောက်ဘူးတကယ်အရှေ့တောင်အာရှအကုန်လုံးပေါ့နော်ဒီကမ္ဘောဒီးယားထိုင်းလာအိုဒီနိုင်ငံတွေကဒါထေရဝါဒဗုဒ္ဓဘာသာရောက်သွားအောင်အဓိကလှုပ်ဆောင်ခဲ့တာပေါ့နော်ဒါလည်းဩဇာအာဏာကြီးမားခဲ့လို့ပေါ့ဒီပိဋကတ်မှာလည်းဗုဒ္ဓဘာသာသမိုင်းမှာလည်းဒီလိုမျိုးတွဲဘက်ဖြစ်သွားအောင်ဒီပိဋကတ်စာပေနဲ့ပါဠိစာပေလုံးဝခွဲမရအောင်ဘယ်သူတွေလောက်သွားလဲဩဇာအာဏာအဲ့လိုဩဇာအာဏာကြီးတဲ့သူကဘယ်သူလဲပေါ့နော်ပထမဆုံးကျွန်တော်တို့တွေးရမှာကဖះကိုယ်တိုင်ပေါ့နော်ဖះရှင်ကိုယ်တိုင်သူကိုယ်တိုင်ကိုကဖះကိုယ်တိုင်ကိုကပါဠိလိုကြီးပဲဟောသွားတယ်ဆိုရင်တော့ဒါဖြစ်နိုင်တယ်ပေါ့နော်ပါဠိလိုဟောသွားမယ်ဒါဆိုရင်ဖះရဲ့စကားတွေကိုလည်းပါဠိလိုပဲမှတ်တမ်းတင်မယ်ခေဆက်ဆက်အဲ့လိုမျိုးမှတ်တမ်းတင်မယ်ဒါပထမဆုံးဩဇာအာဏာကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့ဖះကိုပဲကျွန်တော်တို့တွေးရမှာပေါ့နော်ဒါပေမဲ့လေ့လာချက်တွေရတော့ဖះမဟောခဲ့ဘူးပေါ့နော်ပါဠိလိုမဟောအကုန်လုံးကိုမဟောခဲ့ဘူးကြုံလို့ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ဒါထားပါကရင်ပြည်နယ်ကိုရောက်ရင်ကရင်လိုဟောမယ်ချင်းပြည်နယ်ကိုရောက်ရင်ချင်းလိုဟောမယ်ပေါ့နော်ပြီးတော့ကချင်ကိုရောက်ရင်ကချင်လိုဟောမယ်ပြည်မာတွေကိုရောက်လို့ရင်ဗမာလိုဟောမယ်အဲ့လိုမျိုးပေါ့ဒါတွေကိုတစုတစည်းတဲ့ဒီတရားတွေကိုတစုတစည်းတဲ့နဲ့ဘာသာတစ်ခုတည်းနဲ့ဘာသာစကားတစ်ခုတည်းပေါင်းပြီးတော့မှတ်တမ်းတင်တာကတော့တက်လုပ်ငန်းတစ်ခုပေါ့နော်တကယ်တော့ဖះကတော့ဒီလိုမျိုးဘာသာတစ်ခုတည်းနဲ့ဟောသွားတာမဟုတ်ဘူးပေါ့နော်ဒါကတော့လက်ရှိပညာရှင်တွေရဲ့ဒါတွေ့ရှိချက်တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပါဠိစာပေနဲ့ဗုဒ္ဓဘာသာကိုတွဲဖက်သွားတဲ့ဩဇာအာဏာကြီးမားတဲ့ပုဂ္ဂိုလ်ကဖះမဟုတ်တာတော့သိကြပါပြီပေါ့နော်အဲ့တော့ဘယ်သူလဲပေါ့ဘယ်သူလဲဆိုရင်ဒါပရမတန်ခါယနာမှာတဲ့တယ်ကြည့်ရတာပရမတန်ခါယနာမှာဒီရာဇဂိုမှာဖြစ်တဲ့အတွက်ပေါ့နော်ရာဇဂိုကလည်းဒီမာဂရာတိုင်းထဲမှာဖြစ်တဲ့အတွက်သူတို့မာဂရာတိုင်းရဲ့ဘာသာစကားနဲ့ဖြစ်ဖို့များတယ်ပေါ့နော်ဒုတိယတန်ခါယနာလည်းဒီဝေဒါလီမှာပေါ့နော်ဒါဒီတော့ဝေဒါလီမှာဒါမာဂရာစကားနဲ့ပဲထပ်တင်လိုက်မယ်ပေါ့နော်အဓိကပြောချင်တာကတော့အဲ့ပရမတန်ခါယနာရောဒုတိယတန်ခါယနာရောမှာဩဇာအာဏာကြီးမားတဲ့ဒီမှာဒေတာတစ်ခုလုံးကိုဖြစ်ပေါ့နော်ဩဇာအာဏာကြီးမားတဲ့ပုံကူမျိုးကမပါဘူးလို့ပြောလို့ရတယ်ဘယ်မှာပါလဲဆိုရင်တတိယတန်ခါယနာမှာပါတယ်အတော့ကမင်းကိုယ်တိုင်ပေါ့နော်သူကကြတော့ဒီအိန္ဒိယတစ်ခုလုံးနဲ့မကတော့သူတာနာပြုတ်လွတ်တဲ့ကိုတိုင်ကိုဌာနဆိုတာဒီတီယိုကျွန်းပါတယ်အင်ဒိုနီးရှားမြန်မာထိုင်းဒါတွေအကုန်ပါတယ်ပေါ့နော်အဲ့တော့သူဩဇာကြီးကဒီအနွယ်ထာမင်းတက်တောင်မှာကြီးတဲ့သဘောပေါ့နော်ဒီတတိယတန်ခါယနာခေတ်မှာပါတလီပုံမျိုးမှာကျင်းပတာဖြစ်တဲ့အတွက်ပါတလီစကားပါတလီစာပေနဲ့ဒီပိဋကတ်တွေကိုလုံးဝတွဲဖက်ဖြစ်လိုက်တယ်လုံးဝဘာသာပြန်ဖြစ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးယူဆလို့ရတယ်အဲ့တော့ဒီသူတွဲဖက်ပြလိုက်တဲ့ဒီပါဠိစာနဲ့ဒီပိဋကတ်တွေကိုဒီသူသာသနာပြုတဲ့ကိုယ်တိုင်ကိုယ်ဌာနကိုလည်းဒီအရင်ရှိခဲ့တဲ့ပေါ့နော်မာဂရာစကားနဲ့မှတ်တမ်းတင်ခဲ့တာတွေကိုသူမပို့ဘူးဒီသာသနာပြုတဲ့နေရာမှာပေါ့နော်ဘာနဲ့ပို့လဲဆိုတော့ဒီပါဠိစာပေနဲ့တွဲရဲ့ပေါ့နော်မှတ်တမ်းတင်ထားတဲ့ဗုဒ္ဓဘာသာတွေကိုစာပေတွေကိုသူပို့တယ်တီးလင်္ကာကိုဖြစ်မြန်မာကိုဖြစ်ထိုင်းကိုဖြစ်ပေါ့နော်အင်ဒိုနီးရှားကိုဖြစ်သူအကုန်ပို့တယ်ပေါ့နော်ဒီပြောချင်တာဒီပါဠိစကားနဲ့ပဲပို့တယ်ပေါ့နော်အဲ့တော့ဒီထေရဝါဒနိုင်ငံတွေဗုဒ္ဓဘာသာရောက်ရှိတဲ့နေရာတွေကလည်းဒီပါဠိစကားနဲ့ပဲမှတ်တမ်းတင်တဲ့သူအဲ့စာပေကိုပဲသူထိမ့်သိမ့်ခဲ့တယ်ပေါ့နော်ဒီနေရာမှာလွယ်သလားဆိုရင်မလွယ်ဘူးလို့ပြောလို့ရတယ်ဘာလို့ဆိုရင်ဒီပိဋကတ်တွေကိုဘာသာဒီလိုတွဲဖက်ဖို့ပေါ့နော်ပါဠိဘာသာနဲ့ပိဋကတ်နဲ့ဒီလိုမျိုးတွဲဖက်ဖို့ဆိုတာကလွယ်ကူတဲ့လှုပ်ဆောင်ချက်တော့မဟုတ်ဘူးပေါ့နော်ဒီကိုခဲရင်းတယ်ပေါ့ဘာလို့ဆိုရင်ဒီပိဋကတ်တွေကိုဘာသာပြန်လိုက်ယုံနဲ့ဘာသာပြန်လိုက်ယုံတစ်ခုတည်းနဲ့ဒီဗုဒ္ဓဘာသာသဘောတရားတွေအကုန်လုံးနှိုက်ကျွတ်ဘာသာပြန်မိဖို့ဆိုတာမလွယ်ဘူးပေါ့နော်တကယ်တရားနီးကြပေါ့နော်ဥပမာဂျပန်ဘာသာပေါ့နော်ဂျပန်ဘာသာပြန်လိုက်မယ်အဲ့ဒီမှာဘာသာပြန်ပြီးသားဂျပန်စာပေကတကယ်ပြေးခဲ့သုံးပုံဖះဟောစစ်ကိုအနတ်အဓိပ္ပာယ်ကိုတကယ်ဆောင်းသွားနိုင်ပြီလားပေါ့နော်
ဒီစာပေထဲမှာတကယ်ပြည့်နေသွားပြီလားနက်နဲသွားပြီလားနည်းရှိသွားပြီလားတကယ်ရှိနိုင်ဖို့ကတော့တော်တော်လေးကိုခဲရင်းတယ်အဲ့တော့အတောကမင်းကြီးလှုပ်ဆောင်သွားခဲ့တဲ့ဒီဗုဒ္ဓဘာသာရဲ့အနှစ်တွေတရားတွေအနက်တွေကိုဒီပါဠိစာပေနဲ့တွဲဖက်ပြီးတော့မှတ်တမ်းတင်တာပါတကယ်ကြတော့ခဲရင်းတယ်ပေါ့နော်ဟိုတကယ်ပါဠိစာပေထဲမှာဒီအနှစ်တွေဗုဒ္ဓစာပေရဲ့ဗုဒ္ဓဘာသာရဲ့အနက်အဓိပ္ပာယ်တွေအနက်ကဒီထဲမှာပြည့်နေသွားတယ်ပေါ့နော်အဲ့ဒါလွယ်ကူတဲ့လှုပ်ဆောင်ချက်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့လက်ရှိဒါပြောခဲ့သမျှကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ရလွယ်ပါဠိစာပေဆိုတာကဖះကိုယ်တိုင်ဟောခဲ့တာမျိုးမဖြစ်နိုင်ဘူးပေါ့နော်ပါတလိပုတ်မျိုးရဲ့လူပြောစကားပေါ့နော်ပါတလိပြည်ရဲ့ပြောစကားပိဋကသုံးပုံကိုဒီပါတလိစကားနဲ့ပဲဘာသာပြန်တယ်ပြီးတော့ဒီပါတလိစာပေကိုလည်းသူတို့ဒီအတောကမင်းကြီးကတရားတွေကျမ်းဂန်တွေနဲ့ဖွဲ့ခဲ့တယ်ပေါ့နော်စာပေကိုလုံးဝအဆင့်မြင့်အောင်လုပ်ခဲ့တယ်အဲ့တော့ပါတလိစာပေကိုအရင်ဆုံးဆင့်မြင့်အောင်လုပ်တယ်လုပ်ပြီးတော့မှဒီစာပေနဲ့ပိဋကသုံးပုံကိုဘာသာပြန်တယ်အဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဟိုတခြားနိုင်ငံတွေကလည်းဟိုသူတို့ရဲ့ကိုယ်ပိုင်ဂရာကိုယ်ပိုင်စာပေမရှိသေးတဲ့အခြေအနေမှာဒီပါတလိစာပေကိုပဲသူတို့ထိန်းသိမ်းမှာပေါ့နော်ဒါကတော့ဖြစ်နိုင်တဲ့အခြေအနေတစ်ခုပေါ့ဒါကြောင့်မလို့ပါဠိစာပေဆိုတာကဘုရားဟောခဲ့တဲ့မူရင်းတိုင်းမဟုတ်ဘူးပေါ့နော်လက်ရှိပညာရှင်တွေရဲ့ကောက်ချက်တွေရပါတော့အတောကမင်းကြီးလှုပ်ဆောင်ခဲ့တဲ့ဘာသာပြန်ခဲ့တဲ့ပြုပြင်ခဲ့တဲ့လုပ်ငန်းတစ်ခုပေါ့နော်သာသနာပြုမှုတစ်ခုလို့သုံးသပ်လို့ရတယ်ပေါ့